နွေရာသီ grammar သင်တန်းတက်ဆရာမလိုတော့ဘူးနွေရာသီမှာအင်္ဂလိပ်စာနဲ့ပတ်သက်တဲ့သင်တန်းတွေဘာမှတက်ဆရာမလိုတော့ဘူးအနောက်က all in one grammar class ကိုတက်ပြီးသွားရင်ပေါ့ဘာတွေပါမလဲပြောပြမယ်ဘယ်လိုတွေပါမလဲဘယ်လိုတွေအသုံးချမလဲအားလုံးပြောပြမယ်ခေါင်းစဉ်အတိုင်းပဲ all in one ဖြစ်တဲ့အတွက်ဒီအင်္ဂလိပ်စာသင်တန်းကအင်္ဂလိပ်စာနဲ့ပတ်သက်တာအကုန်ပါပြီးသွားပြီနွေရာသီသင်တန်းနဲ့တက်ဆရာမလို guide လည်းခေါ်ဆရာမလိုကျူရှင်ဆရာမလည်းသွားပြီးတက်ဆရာမလိုတော့ပြမယ် all in one နော်ဒီသင်တန်းတစ်ခုတည်းမှာပဲအကုန်လုံးပါမယ် grammar class grammar သင်တန်းမှာပထမတစ်ခု basic grammar ပါမယ် basic grammar မှာဘာတွေပါမလဲဆိုရင် tenses တွေပါမယ် sentence structure တွေပါမယ်နောက်တစ်ခုက adjective adverb subject verb object ဆိုတာဘာလဲဆိုတာတွေအသေးစိတ်ပါမယ်နောက်တစ်ခုကငါသင်တန်းမှာသင်ထားတဲ့အသေးစိတ်တွေကဘယ်သင်တန်းမှာမသင်တဲ့အသေးစိတ်တွေနော်ဘယ်သင်တန်းမှာမသင်တဲ့အသေးစိတ်ဖြစ်တဲ့အတွက်ဒီသင်တန်းတစ်ခုတည်းမှာပဲရနိုင်တယ်အသေးစိတ်ကိုသိလေပို့ပြီးတော့ဆရာကြလေလို့ရှင်းတယ် tenses လို့ခေါ်တဲ့ထားပါတော့အတိတ်ကာလပြ past present future tense past tense ဒါမျိုးတွေရဲ့အသေးစိတ်တွေအကုန်ပါမယ် subject verb object adjective adverb တွေရဲ့အကြောင်းတွေရှင်းပြပြီးတော့ sentence structure subject verb object ဘယ်လိုမျိုးတည်ဆောက်မလဲ sentence အကြောင်းဘယ်လိုတည်ဆောက်မလဲဆိုတဲ့ exercise တွေလည်းပါမယ်နောက်တစ်ခုက 8 part of speech လို့ခေါ်တဲ့ basic grammar တွေလည်းပါအောင်မယ်ပြီးတော့ advanced grammar လို့ခေါ်ရမလား intermediate grammar လို့ခေါ်ရမလား advanced grammar လို့ခေါ်လိုက်မယ်ဥပမာ specific grammar တိကျတဲ့ grammar ခေါင်းစဉ်တွေပါဘာလဲဆို direct indirect တို့မင်းတို့ကြောက်ပါလဲဆိုတော့ direct indirect တို့ active passive တို့ noun clause တို့ adjective clause တို့ phrases တွေစကားစုတွေဘယ်လိုလုပ်မလဲဆိုတာတွေလည်းအသေးစိတ်အလွယ်တကူသုံးရှင်းပြထားတာလည်းပါအောင်မယ် read the passage ဒါကတော့မင်းတို့ကောင်းနေရဲ့เนาะအမုန်းဆုံးပေါ့ကျေပြထားလိုက်မယ် read the passage ဘယ်လိုဖြေမလဲ read the passage ကိုကဘယ်လိုမျိုးဖတ်မလဲအဲ့ဥစ္စာကိုဘယ်လိုမျိုးမေးခွန်းကောက်မလဲဘယ်လိုမျိုးဖြေရမလဲဆိုတဲ့ concept တွေ idea တွေဘယ်လိုမျိုးအသုံးချရမလဲဆိုတဲ့နည်းလမ်းတွေကိုသေချာသင်ပေးထားအောင်မယ်နောက်ဆုံးတစ်ချက်ကတော့ဗာလဲဆိုတော့ essay letter writing essay ရေးရမယ် letter ရေးရမယ် essay letter ကိုဘယ်လိုရေးမလဲအခြေခံအစပြီးတော့တကယ်ဆရာကြသွားရင်သင်ပေးတယ်တကယ်ဆိုရင်ဒီကောင်တွေက video class တွေ video class ဖြစ်တဲ့အတွက်ကျောင်းသားတွေအတွက်ကအရန်ကိုအသုံးဝင်တယ်ဘာလို့လဲဆိုတော့သူတို့ကမအားတာများတယ် video class ဖြစ်တဲ့အတွက်ကိုအားတဲ့အချိန်မှာကြိုက်တဲ့အချိန်မှာကြိုက်တယ်လို့လေ့လာလို့ရတယ်အချိန်မရွေးပြန်ကြည့်လို့ရတယ်လို့ထပ်ခါတလဲလဲလေ့လာလို့ရတယ်နောက်တစ်ခုကမသိတာမရှင်းတာတခြား video class တွေလို့မဟုတ်တခြားသင်တန်းတွေလို့မဟုတ်ဘူးเนาะမင်းတို့မသိလို့လာမေးတဲ့အချိန်မှာဥတန်းနဲ့အတန်းနဲ့မဖြေရပါဘူးလုံးဝမရှိဘူးငါစီမှာသင်တန်းအထားတဲ့ကလေးကလာမေးရင်အချိန်မီထားပါအချိန်မရွေးလာမေးအားတာနဲ့အသေးချလေးအသေးစိတ်ပြန်ဖြေပေးပါတယ်โอเคဒီကောင်တွေကသင်တန်းကြီးကဘယ်လောက်လဲเนาะဒီကောင်တွေရဲ့သင်တန်းကာလကကျွန်တော်တို့ဒီကောင်သုံးခုလုံးပါတော့မှရာသက်ပံသင်တန်းကြီးရာသက်ပံဆိုတော့တန်လားမတန်လားကိုပါတော့ကိုပဲစဉ်းစားကြည့်လိုက်ဈေးကိုပြောပြသင်တန်းကြီးကရာသက်ပံသင်တန်းကြီးအပြီးအစီးကို basic grammar ကတစ်သိန်း advanced grammar ကတစ်သိန်း read the basic ကတစ်သိန်း essay letter ကတစ်သိန်း1 2 3 4စုပေါင်း4သိန်းအဲ့4သိန်းကိုအခုလာအပ်တဲ့အယောက်100ကိုပဲ1,300,000ကျပ်နဲ့အပြီးအစီးအခွင့်ရှိမယ်တကယ်လို့အပ်ချင်တယ်ဆိုရင်